မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာလျှက်ပန်းရေးသားထားတဲ့မတာမျိုးရဲ့ဆိုင်းတန်းဆိုတဲ့စိတ်ဝင်စားဖွယ်ရာပရလောကဇာတ်လမ်းကောင်းလေးနှစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလိုက်ပါနာဆင်ခံစားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးမစခင်မှာကျွန်တော် channel လေးကို like and subscribe လုပ်ပြီးဘေးနာခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာတောရွာလေးတစ်နေရာတွင်ဖြစ်တဲ့လောကတွင်ကျွန်ုပ်အပါဝင်စာဖတ်သူတို့အတွက်မယုံကြည်နိုင်စရာလက်လက်မမီနိုင်သည့်အကြောင်းအရာများစွာရှိနေသည်မဟုတ်ပါလားမျက်စိနှင့်မြင်မှသာနားဖြင့်ကြားမှသာယုံကြည်ရမည်မဟုတ်ပေအကယ်၍တက်သေးများထောက်ထားများနှင့်တကွလက်စုပ်လက်ကင်တိတိကျကျပြလာခဲ့မယ်ဆိုလျင်ကျွန်ုပ်ကောတင်တို့ပါထိုချင်းရာများကိုကျွမ်းမဲ့မဟုတ်တော့90ရာခိုင်နှုန်းထက်မနည်းလက်ခံရပေလိမ့်မယ်ထိုနည်းတို့ပင်လောကတွင်တရေတစေဖုတ်ပိတ်တာနာနာဘဝပရလောကသားများရှိတယ်ဒါကိုလည်းယုံကြည်ပေးရမယ်အဘဲကြောင့်ဆိုတော့ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့သောပရိတ်တရားတော်များတွင်၎င်း32ပုံသားများပင်ပါဝင်နေကြသောကြောင့်ဖြစ်တယ်ပြောမယုံကြုံမသိဆိုသောသူများသည်တခါတရံဒုက္ခရောက်တတ်ကြတယ်တားမြစ်ထားသောစီးပေါင်များကိုကြောလုံးမိ၍လေဒုက္ခရောက်တတ်ကြတယ်သူတို့အားဒုက္ခပေးသောရာများသည်ကအခြားမဟုတ်နာနာဘဝပရလောကသားများပင်ဖြစ်လေတော့တယ်ตายရလိုက်တဲ့တန်ကွာဟုတ်ပါဒိုးလုံးရငါတော့ထခုန်ကြီးစိတ်ပေါက်တယ်ရဲ့အေးကွာဆရာကြီးလက်တံကလည်းပြောင်ပါဟိုးနည်းနည်းရဆရာကြီးမှမဟုတ်တာကွာဆိုင်းဆရာကြီးဥဒေစာကြီးဆိုင်းတန်ကိုကြားသူပေါင်းချီမကျူးပဲမနေနိုင်နေမကောင်းသောသူပင်ဥဒေစာကြီးဆိုင်းတန်ကိုကြားမယ်ဆိုလျင်ချက်ချင်းအားရင်ပြလာသလိုခံစားရသည်ဟုလူတချို့ကပြောဖို့လေတယ်ယခုလေရွာကာလာသမျှဖြစ်ကြသောဘားတွေနေဒိုးလုံးကဆိုင်းဆရာကြီးဥဒေစာအားချီမွန်ထောပနာပြုတ်နေကြလေတော့လေထို့စဉ်ဒီကကိုတို့ဒိုးလုံးတို့ပြိုင်လို့ကောင်းလေပြီးကြည့်လိုက်တော့ရွာထဲကလူငယ်ပေါ်ထွန်းအားတွေးလိုက်ရလီတော့တဲ့အေးပေါ်ထွန်းဘာလဲဟိုလေဆရာကြီးဥဒေစာရှိလားရှိမှာဘောဟာဆိုင်းတန်တွေကြားနေရတာပဲအစင်သိတာပဲကျေးဇူးပဲပြုတ်ပေါ်ထွန်းလေဝမ်းသာအရာဥဒေစာနေထိုင်ရာချမ်းဝန်းကြီးတဲ့ပြေးဝင်လိုက်တော့တဲ့ဒိုးလုံးတို့ကတော့ပေါ်ထွန်းအားကြည့်ရင်မလို့ကောင်းလဲဟာအေးပိုးကြောင်ကြောင်နဲ့ထားလိုက်တော့လာရကိုဘာသာဆိုင်သွားပြီထိုင်းရင်လေးတက်မျိုးလောက်ဆွဲကြတာပေါ့နှိတ်ဟသွားပြီဟဲ့ဒိုးလုံးနေဘာတင်လဲအတိုင်ဖောက်ညီစွာတယောက်ပခုံးကိုတယောက်ဖက်ရင်ရွာထိတ်ကကိုသာပြောထန်းတော်ကြီးစီတို့ခြေလမ်းများကိုဥတီလိုက်တော့တယ်ပေါ်ထွန်းမှာတော့ဆိုင်းဆရာကြီးဥဒေစာအိမ်ထဲသို့ဝင်သွားလိုက်တော့တယ်ဥဒေစာအိမ်ထဲသို့ရောက်လေရင်ရောက်ချင်းရှေ့မြင်မှာတူးရများကိုပေါ်ထွန်းတွေးရလေတယ်သို့တော့သူ့အိမ်နဲ့တန်းမဝင်အိမ်ပြင်ဘက်မှနေ၍ပြို့လေဥဒေစာပြို့လေဒေစာရှိလားဆိုင်းဆရာကြီးရှိသည်ကိုသူသိတယ်အပဲကြောင့်ဆိုတော့အိမ်ထဲတွင်ဆိုင်းဝိုင်းကိုတယောက်တည်းမြိုင်ဆိုင်စွာတင်းငယ်တန်ကိုကြားနေရသည်မဟုတ်ပါလားသူခေါ်တော့လေအထဲမှာအကြောင်းပြန်တန်တစိုးတစီမကြားရပြီဆိုင်းတန်သာဆက်မပြတ်ထွက်ပေါ်နေလေတော့တယ်ပေါ်ထွန်းယခုရောက်လာခဲ့သည့်အကြောင်းမှာလွန်ခဲ့သော2ရက်ခန့်ကပေါ်ထွန်းတယောက်ဆိုင်းတီးပညာကိုတက်မြောက်ခြင်းသည်ဟုဆရာကြီးဥဒေစာအားပြောခဲ့သောကြောင့်ပင်တို့ကြောင့်လေယခုမနက်9:00နာရီချိန်တွင်ဥဒေစာ၎င်းအားတင်ပေးမိဖြစ်ကြောင်းပြောထားသောကြောင့်ရောက်လာခြင်းပင်ဖြစ်လေတဲ့ပြောဥဒေစာ9 မိနစ်ခန့်ကြာတော့မှအိမ်ထဲမှာဆိုင်းတီးတန်လဲပျောက်သွားလီတော့လေခဏကြာတော့ထိုအိမ်ကြီးထဲမှာအသက်60ရွယ်ယောက်ျားကြီးတယောက်ထွက်လာပြီအေးကောင်းလေရောက်ပြီလားဟုတ်ဥဒေစာအေးအဲ့ဒါဆိုလာဒီမှာလာထိုင်ငါမင်းကိုတတိပေးစရာကိုမေးစရာကိုရှိတယ်ဟုတ်ပြောကထန်းလျက်နေရေနူးချမ်းကြရာတလုံးတင်ထားတော့ဇပွဲစီတို့ပေါ်ထွန်းအားခေါ်လိုက်လီတော့လေပေါ်ထွန်းလေဥဒေစာနဲ့မျက်နှာချင်းဆိုင်နေရာတွေဝင်ထမ်းလိုက်တော့တယ်ထိုအခါဥဒေစာကမင်းကဘာလို့ဒီဆိုင်ပညာကိုသင်ကျင်ရတာလေမြန်မာလူမျိုးတယောက်ဖြစ်လို့တက်မြောက်ထားတင်တယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးကျွန်တော်ကဂီတကိုအားကြီးဝါနာပါတာဟေးရည်ရွယ်ချက်ကတော့ကောင်းပါတယ်ဒါလေကြောတော့နောက်ခံသားသမီးမရှိတော့ဒီပညာတွေငါသိသွားရင်လက်ကားဖြစ်မှာမင်းတင်ရဲ့ဆိုရင်တော့ငါဝမ်းသာပါတယ်ကောင်းလေးဟုတ်ကဲ့ဒါပေမဲ့ဥဒေစာတယောက်စကားကိုဆက်မပြောဘဲရေနွေးကွက်ကြီးကိုကင်ကအဝေးကိုငေးနေမိတယ်ပေါ်ထွန်းလေစိတ်မရှိစားဖြစ်ဒါပေမဲ့ဘာဖြစ်လဲဦးလေးဒေစာဒါပေမဲ့မင်းဆိုင်လက်တံကိုမသားအိမ်တွေမှာမတီးဖို့တော့တတိထကွာမမျောလင်းထသောစကားတချို့
အိုးရီစာနှုတ်ဖျားမှာထွက်ကြလာလီတော့တဲ့ပေါ်ထွန်းလေခေါင်းကိုတပြင်းပြင်းကုတ်ရင်ဘာလို့လဲဦးလေးတီစာမင်းတို့ခစ်လူငယ်တွေဆိုတော့ငါပြောလဲနားလည်မယ်မထင်ဘူးအရေးကြီးတာတော့မင်းဆိုင်ကိုဘယ်တော့မှမသားအိမ်မမတီးမိပါစေနဲ့ပေါ်ထွန်းရင်နားတဲ့သူထိုစကားတန်ကြီးကပဲ့တင်ထပ်နေလီတော့တယ်ဆရာကြီးဦးရီစာ၏ဆုံးမစကားများဤတွင်ရက်ခါဆိုင်းပညာများကိုပေါ်ထွန်းအားစတင်တင် जा ပေးလီတော့တဲ့တိတ်ကြကြပင်မတင်လိုက်ရပြီပေါ်ထွန်းမှာပါရမီဓာတ်ခံလည်းရှိသလိုတင်ရင်စိတ်ပြင်းပြနေသည့်လျောက်3လလောက်ကြာတွင်ပေါ်ထွန်းဆိုင်းပညာကိုဆရာတစ်ပါးလိုတီးခတ်တသွားလီတော့တယ်ဟေးပေါ်ထွန်းကြားပြီလားရုတ်တဲ့ကောက်ခါငင်ကမဲလာတော့တားလိုက်စကားကြောင့်ဆိုင်းဆရာပေါက်စာလေးပေါ်ထွန်းကြောင်အန်းဖြစ်သွားလီတော့တယ်ဘာကိုလဲဟာတားလိုက်ရဟိုလေမင်းတငယ်ချင်းတို့အောင်မိမအိမ်စီမနေရပဲဆုံးပြီတဲ့ဟေးအေးငါတော့ခုပဲနိုင်မေးပြီးပြန်လာတာအေးငါသွားကြည့်လိုက်အောင်မယ်အေးကွာတိုးအောင်တနာပါတဲ့ပတ်စံကလည်းမရှိအခုမိမကသိပေါ့ဒုက္ခပင်လေဝင်းနေရှာတာအေးပါဒါဆိုငါသွားကြည့်လိုက်အောင်မယ်အေးပေါ်ထွန်းလေတားလာအားလက်ပြနှုတ်ဆက်ရင်တိုးအောင်နေထိုင်ရတဲစနက်ပုတ်လေးစီတို့ခြေလန်းလိုက်လီတော့တယ်ပေါ်ထွန်းထိုအိမ်ထဲသို့ရောက်လင်ရောက်ချင်းတတိထားမိလိုက်သည်ကတိတ်ဆိတ်လေးရဲ့စကားပြောတံပင်မကြားရပြီပေါ်ထွန်းလေတိုးအောင်ကြီးတကယ်ချင်းလှမ်း၍တန်ပြုတ်လိုက်တော့မှအေးပေါ်ထွန်းအိမ်မော်လာလေးကွာတိုးအောင်ကအိမ်ပြတင်းပေါက်လေးမှာခေါင်းပြူထွက်ကကြေခွဲအချသောအတန်ဖြင့်လှမ်းခေါ်လိုက်တော့တဲ့အေးငါကြားပြီးပါပြီစိတ်မကောင်းပါဘူးတကယ်ချင်းအားလိုအပ်တာရှိရင်ပြောငါကိုကြည့်ပေးမယ်အေးပါပေါ်ထွန်းရငါမင်းစကားကြားတာအားရှိပါတယ်ဒါပေမဲ့ဘာဖြစ်လဲတကယ်ချင်းငါဘာကူညီပေးရမလဲငါမိမအင်စီရဲ့အတုပမှာငါဆိုင်ဝိုင်းလေးထဲကျင်လို့တို့ရွာတရေရလေဆိုင်ဝိုင်းလေးပါမှမသာထားမြောက်မယ်မဟုတ်လားတိုးအောင်ရဲ့တမမိုးတန်စုတ်နေလေတဲ့သူချစ်လာသောဇင်းလေးဤအတုပကိုဇာဗနာကိုကောင်းသည့်ထက်ကောင်းစေခြင်းသည်ကိုပေါ်ထွန်းနားလေတယ်တိုးအောင်မျက်နှာများညှိုးဝိုင်းလို့နေလီတော့တယ်အေးထဲ့ဘောတငယ်ချင်းကပေါ်ထွန်းလဲအားပေးရှာလီတဲ့သို့တော့ဆိုင်ဝိုင်းတဝိုင်းဤငါကဈေးနှုန်းကကြီးလာသည်မဟုတ်ပါလားဒါပေမဲ့တငယ်ချင်းဟာမင်းသိတဲ့အတိုင်းပဲငါစီမှာငွေမမရှိတာငါမိမဇာဗနာကိုတော့ငါစီကောင်းလှုပ်ပေးနိုင်မှာမဟုတ်ဘူးပြောကဆိုကဖြစ်တိုးအောင်တယောက်ယောက်ျားကြီးတံမဲ့လက်ဖြံဖြစ်မျက်စိစုံကိုအုတ်ခအားရပါရငိုချလီတော့တယ်ပေါ်ထွန်းလေတိုးအောင်ကြီးပကုံးဟာစုတ်ကန်ရင်အားမငါနဲ့တငယ်ချင်းဆိုင်မငားနိုင်လေဘာဖြစ်လဲငါတီးပေးမယ်ရွာဦးเจ้าကဆရာတော်စီမှာဆိုင်ဝိုင်းရှိသားပဲငားလိုက်ပါငါတီးပေးမယ်တငယ်ချင်းပေါ်ထွန်းမင်းတကယ်ပြောတာလားနှခါမပြောဘူးလှုပ်လိုက်ငါတက်နိုင်တာကိုညီရတာပဲကျင်းတတ်တယ်ဒါပေမဲ့မင်းဆရာဦးရိစာကမတိုင်းမတီးဖို့မှားထားတယ်မလားဟားကောင်ဆိုင်းကွာဗမာတီးတီးဒီတန်ပဲအခုလေဆရာကြီးမြို့တက်သွားတာတော်တော်နဲ့ပြန်လာမှာမဟုတ်ဘူးငါတီးပေးမယ်မင်းစိတ်သာချတိုးအောင်လေဝမ်းသာအားရမျက်ရည်များကိုလက်ဝါးဖြစ်တုတ်ချလိုက်ရင်ဝမ်းသာလိုက်တာတငယ်ချင်းဟာငါမင်းကျေးဇူးတွေဒီသက်ဆက်ကုန်မှမထင်ဘူးကွာဟုတ်ပြောရင်ပေါ်ထွန်းအားတိုင်းဖက်လိုက်တော့တယ်ပေါ်ထွန်းလေပြန်ကဖတ်ထားရင်ပီတီမျက်ရည်များတွေ့ကြကြနေတော့တယ်တငယ်ချင်းတို့မိုင်းမဲသောဆုံးဖြတ်ချက်ကိုပေါ်ထွန်းတယောက်ရေးရေးကြီးချလိုက်လီတော့တယ်သူမားသွားခဲ့ပြီဆရာကြီးဦးရိစာပြောခဲ့တယ်လို့မျိုးမင်းတို့ခေတ်လူငယ်တွေပြောရင်လေနားလည်မှာမဟုတ်ပါဘူးကွာဟူတော့စကားသည်မှန်လေစွာညပရိဤအတန်ကမသားအိမ်ဝင်းကျင်တွင်စီညံ့လေအင်စီနကိုနှစ်ကပ်ပေါက်ကိုဟာဘူးရဲကွာတိုးအောင်အင်းရှိတွင်မန်းတက်ထိုးထားလေတဲ့ထိုမန်းတက်နေရာတွင်ဝါကက်စင်ကြီးဖြင့်မက်အင်စီအခေါင်းကြီးကိုအဖုံးလက်ခတင်ထားလေတဲ့ထိုနဘေးတွင်လေရွာကာလာသမျှကြိုင်မသားအိမ်တွင်ဖက်ရိုက်နေကြခြင်းဖြစ်လေတဲ့ထိုစဉ်ရွာကာလာသားခေါင်းတာတင်ကဟိတ်ကောင်ပေါ်တော့အိတ်ချင်ပြီညောင်မင်းဥတန်လေးတပုတ်လောက်တီးစမ်းကွာရုတ်တရက်ထကပြောလိုက်တော့ပေါ်ထုံးလဲကြောင်အန်းဖြစ်သွားရင်ဟာမြာကြီးကွာအိုးဘာဖြစ်လဲချကွာတပုတ်သေးရဲ့ဟုတ်တယ်ဟေ့လုံဆန်းပါပေါ်ထုံးအဝိုင်းကအားပေးပြမြောက်ကြတော့လေယခုမှတက်ဆလူငယ်လေးဖြစ်သည်ပေါ်ထုံးလဲလူဆောင်တော့ပညာပြခြင်းလေးတဲ့ထို့ကြောင့်ပတ်ဝိုင်းထဲတွင်အကြနာဝင်ထိုင်လိုက်ကတပြောင်ပြောင်တီးခတ်လီတော့တယ်ဟာဥဒိစာကြီးကြားနေတာပဲလက်တံကားတော့ဟုတ်ပါအင်းစီတောင်ထလာကတော့မဲတဲ့ဟာဟ
ဟိတ်ကောင်တို့လုံးဘာတွေပြောနေရလဲမပြောင်ကောင်းဘူးညာကြီးမို့ချုပ်တာရင်ငေါက်လိုက်တော့မှဒိုးလုံးလက်ဇက်ကလေးပုကငိန်ကြသွားလီတော့တယ်ဒီလိုနဲ့ပေါ်ထွန်းတဲ့ချင်းတစ်ပုတ်ပြီးသွားသည်မို့ဆိုင်းဝိုင်းပြင်ထွက်ကဆက်လိုက်တလိတ်ကိုမင်းကြီးကဇိမ်ခံဖွာရှိုက်လို့နေတယ်ဟေးတို့တငယ်ချင်းများကတော့ဝိုင်းဝန်းကလက်ကုပ်တီးအားပေးကြလေတဲ့အချိန်ကည9 နာရီဝန်းကျင်ပတ်ဝန်းကျင်လေပေါ်ထွန်းဤအထိုင်းတန်ပျောက်ကွယ်သွားပြီးနောက်ဘာသမ်းများမထွက်လာတော့ပြီကဲအိမ်မဟိအေးအိတ်ကြအောင်ကွာမျက်လုံးတွေလည်းမေးလာပြီအိပ်ပြီကွာဟိုးကောင်းတွေဟင်းအိုးတွေတေချာတိမ့်တာခွေးဆွဲမယ်ရွာကာလာသားများလေတယောက်တစ်ပေါက်ပြောကထိုဝါကပ်ပေါ်တွင်တန်းစီကအိတ်ကြလီတော့တယ်ပေါ်ထွန်းလေတနေကုန်ပင်ပင်ပန်းထားပြီမို့ကြမ်းကင်းပေါ်ခင်းကြလိုက်တဲ့နေ့တပြိုင်နက်နှစ်ချိုက်စွာအိမ်မောကြသွားလီတော့တယ်ညဟိတိတ်ဆိတ်ချင်းကိုကြက်တွေရုပ်လာတော့ခွေးဥတန်ကြီးကထိုးခွင်းသွားလီတော့တယ်ပေါ်ထွန်းလေထိုခွေးဥတန်ကြောင့်ရုတ်တရက်လမ်းနိုးလာလီတော့တယ်ခွေးမှာနာနာဘွားကိုမြင်နေပြီလားကြောက်ရွံ့စွာဥနေတီကိုပေါ်ထွန်းတတိထားမိတဲ့နေ့တပြိုင်နက်ကြောများစိန်နေအေးသွားလီတော့တယ်ထိုစဉ်ဟာမက်အိမ်စီသက်23နှစ်ကိုရေးသားတော့မသားခေါင်းကြီးမှာတဖြည်းဖြည်းလှုပ်လာသည်ကိုပေါ်ထွန်းတိုင်းသားမြင်လိုက်ရတော့တယ်အမလီမျက်စောပြကေတော်မူပါထိုခေါင်းထဲမှာလက်ကြီးတစ်ပတ်အပြင်ကိုတိတိတသာထွက်လာသည်ကိုပေါ်ထွန်းတည်တည်ချာချာမြင်လိုက်လီတော့တယ်ကြောက်စိမ်များကြီးစိုးနေပြီးပေါ်ထွန်းထိုရာကိုစမ်းမကြည့်နိုင်ပဲမျက်စိကိုသာအားပြုတ်ကမိတ်ထားလိုက်တော့တယ်ခဏကြာတော့အတန်များတိတ်ဆိတ်သွားလီတော့တယ်ထုံထားတော့ရေနံစီမိခွက်မှာလေမီးစာကုံကာနီမို့မီးရောင်မမီမြတာလင်းလို့နေသည်ကလေမကောင်းဆိုးဝါအားပေးဆိုလို့ဟဲ့ပေါ်ထွန်းဟဲ့ပေါ်ထွန်းဟင်အမလေးတရေအေးဆက်တော့လက်ကြီးနှစ်ဖက်ကပေါ်ထွန်းရင်ခြေထောက်အားလာဆွဲကလှုံနိုးလီတော့တယ်နားတဲ့တွင်လေပေါ်ထွန်းဟုခေါ်နေသည်ကိုတွေးဖြတ်ဖွယ်ရကြားနေရတော့တယ်ငါအိမ်စီပါနေဆိုင်တန်လေးကြားချင်းလို့အိမ်စီဟုတ်တယ်ဒါအိမ်စီတန်သူကောင်းကောင်းမှတ်မိတယ်သူ့မျက်စိကိုအာတင်မီဖွင့်လိုက်တော့ဟာသူမြင်ရတော့ရာကအခေါင်းထဲမှာထွက်လာတော့အိမ်စီဖြစ်နေလေတော့တယ်မျက်ကွင်းများလဲညုံဘက်ကဝစ်စုံဖြူကြီးကိုသာဝစ်စင်ထားသည်ကိုတွေ့ရလေတယ်သပင်းများလေဖွာလန်ကျဲပြီးစိုးရဲသောမျက်လုံးကြီးများဖြင့်သူ့ဟာစိုက်ကြည့်နေသည်ကစားတော့ဝါတော့မယ်နဲ့တွားအိမ်စီမလာနဲ့ငါတို့နဲ့နင်းကဘွာချသွားပြီမလာနဲ့မချုပ်ပါနဲ့အိမ်စီပေါ်ထိုးနံကကြောက်လန့်မှုကြောင့်တစက်စက်တုံးနေလေတယ်နင်ဒီမာလားငေါကုတ်ချိုးတက်ရမှာလားဖေဟာပေါ်ထုံးခေါင်းနှမန်ကြီးသွားလီတော့တယ်သူမြင်နေတော့မိမကအိမ်စီမဟုတ်ရဲ့လားအတန်ကြီးမှာစူးရဲ့အက်ကကြောက်စရာကောင်းလုံးလာပြီတဲ့ငါခတီးပေးပါမယ်ဟေးဒီငါကားမယ်အိမ်စီအတန်ကြီးကနှလုံးသွေးများပင်ရက်တန်သွားလာအောင်ကြောက်စရာကောင်းလာပြီတဲ့ပေါ်ထုံးလေမတက်တာသည့်ဆုံးပဝိုင်းနဲ့ဝင်ကတီးပေးရလေတော့တယ်အိမ်စီသေးရဲမှာတော့ပေါ်ထွန်းသည်သောဆိုင်းတယ်နဲ့လိုက်ပျော်ပျော်ကြီးကနေသည်ကိုသွေးပြတ်ခြောက်ချပွဲမြင်တွေ့နေရလေတော့တယ်15မိနစ်ခန့်ကြာတော့တရဲမှာကငါပိုက်စားတယ်ဘာရှိလဲဟိုဘက်မှာဟင်းအိုးတွေတရဲမှာအိမ်စီလေဟင်းအိုးများရှိရကိုဇက်ကြီးဆောင်းကရှောက်သွားရင်းဝသားအိုးတအိုးကိုယူကာအထဲမှာအသားတုံးများကိုတရုံပြီးတရုံကောက်ခါပါဇက်ထဲတိုးတင်းလဲတော့တယ်တရဲမှာလဲစားလို့ပြီးတော့ပေါ်ထွန်းကအိမ်စီဒီတကနင်းဒီငါကမယ်တရဲမှာလဲပေါ်ထွန်းပြောတင်နေဆိုင်ဝိုင်းထဲဝင်ကတက်ပြောင်တိခတ်လီတော့တယ်ပေါ်ထွန်းလေကကျင်ဟန်ဆောင်ကအိပ်ပျော်နေသောရွာသားကာလာသားများကိုခြေထောက်ဖြေတို့ကနှိုးလေတယ်တို့တိုင်အောင်တယောက်မှနှိုးမလာကြပေါ်ထွန်းလဲကြံရများသည်နောက်ဆုံးကနေရင်မှတကြိုးတဲ့လက်ပြေးကလိုက်တော့တယ်ပေါ်ထွန်းမပြေးနဲ့တရဲမှာအိမ်စီလေကြောက်စရာကောင်းလာတော့အတန်ကြီးဖြစ်အော်ကားလေးပေါ်မှာပြန်တန်းကပေါ်ထုံးနောက်လိုက်လာလေတော့တယ်မလာနဲ့သွားမလာနဲ့ပေါ်ထုံးသွေးပြက်ခန့်အော်ဟိရင်ခြေဦး100သို့တရချမ်းပြေးလေတော့တယ်တနေရာရောက်တွင်ပေါ်ထုံးနှက်ကုန်းဆောက်ထားတော့ညောင်မင်းကြီးကိုတွေ့တော့မှအားတက်သွားလေတော့တယ်ပေါ်ထုံးလေညောင်မင်းအောက်ရောက်တော့တရဲမှဆက်မလိုက်နိုင်တော့ပြီပြန်လာခဲ့ပေါ်ထုံးပြန်လာညောင်မင်းနေဂိုင်း20အကွာလောက်ကပင်လက်ကြီးရက်ခါပေါ်ထွန်းအားအတန်နဲ့ကြီးဖြစ်အော်ခေါ်နေတော့တယ်တရဲမှလည်းနောက်ဆုံးမတက်နိုင်တော့ပဲညောင်မင်းကြီးကိုခုနှစ်ပတ်ခါအမောင်ရီထဲတိုးဝင်ပြောက်ွယ်သွားသည်ကို
ထိုးစမ်းအံ့ဖွယ်တွေးလိုက်ရတော့တယ်။ဟာဒီကောင်ပေါ်ထုံးဘာလို့ညောင်မင်းအောက်မှာလာအိတ်နေရလဲ။အာမလာနဲ့သွားဟာဒီကောင်ရငါတို့ပါဟာပေါ်ထုံးလေမျက်စိကိုပုတ်သက်ကြည့်လိုက်တော့မှရွာကာလာသားများဖြစ်နေသည်ကိုတွေးလိုက်ရလိမ့်တော့တယ်။ငါကိုညကအင်းစီလိုက်ချောက်နေလို့ဟာဟေးဘာဘလို့ပေါ်ထုံးလေညကဖြစ်ပြများကိုတတိကြကြပြန်ပြောပြလိတဲ့ကာလာသားများကတော့တိတ်လက်ခံပုံမရကြီးဟေးမင်းတို့မျိုးကြီးအင်းစီအလောင်းမှာဝတ်သားဟင်းတွေပြင်နေတာတွေးလိုက်မယ်ဟေးပေါ်ထုံးပြောသည့်တိုင်းထိုလူများလဲအင်းစီအလောင်းကိုလိုက်ပါကြည့်ကြရတွင်တော့မှန်ပေတယ်ပေါ်ထုံးပြောခဲ့သလိုမျိုးအိမ်စီအလောင်းတွေလက်ရောပါဇက်ပါဝတ်သားဟင်းနှင့်များပေးကြံနေသည်ကိုခြောက်ချားပွဲတွေးလိုက်ရတော့တဲ့ပေါ်ထုံးတယောက်လေအဖျားကြီးကအိယာပေါ်ပုံပုံလဲသည့်ဆင်တို့ရောက်ခဲ့လေရတော့တယ်ပေါ်ထုံးဖျားကြီးနေသည်ကရန်နေနေဆိုလျင်ခုနှစ်ရက်တိရှိလေပြီသူ့ကြောင်ကန်းအော်ဟစ်ဆိုနေတော့စကလုံးအချို့မှာအင်းစီမလာနဲ့တွားမလိုက်ဘူးငါ့ကိုမခေါ်ပါနဲ့ကွာတွားတိတ်ရဲမှာတွားဟို၍အတန်နေကြည့်ပင်ထိုးစမ်းမှုကဇက်တိုက်ဆိုလို့ခုနှစ်မြောက်တိတွင်ပေါ်ထုံးတယောက်အဖျားကြည့်ပြီးတေဆုံးသွားခဲ့လီတော့တယ်သူနောက်ဆုံးကြားနေရသည်တော့စကားအတန်ကမသားအိမ်မှာဘယ်တော့မှမင်းဆိုင်ကိုမတီးပါနဲ့မသားအိမ်မှာဘယ်တော့မှမင်းဆိုင်ကိုမတီးပါနဲ့ဟိုသောဆရာကြီးဥဒိစာဤဆုံးမစကားများကိုပင်အမှန်တော့အမှန်တကယ်တော့နမေတစ်မျိုးပိကခေါ်ရမယ်ဆိုလျင်ထိုပဝိုင်းထဲကအတန်ဒီကမသားမျိုးတဲ့ဆိုင်းတန်အောက်လန်းအင်္ဂါချက်ထိုပြစ်ပြက်ကလေးကနံပါတ်2မြို့ငယ်ကလေးမှာနေ၍စတင်ခဲ့လေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့ငယ်လေးတစ်မျိုးဖြစ်သည့်နံပါတ်2မြို့လေးကတာယာချမ်းမြေပေါ်ရာရှိလာပေတဲ့မြို့လေကောင်ကဖြတ်တန်းစီးစင်းနေသောမြို့သူမြို့သားများ၏အခေါ်ဘေလူးမချောင်းဆိုသည်ကလည်းထိုနံပါတ်2မြို့ကလေး၏ပြရုပ်တစ်ခုပင်တပန်နံပါတ်2ဟုဆိုလိုက်သည်နေရောက်ဖို့သူချို့ကတော့ဗနေယာမှာကြည့်မြင်ရတော့မိကိုကောင်းနိုင်ကြီးကိုအရင်ဆုံးမှတ်မိနေကြမိမှာမလွဲဧကံပင်တွင်းထွက်ပစ္စည်းများလည်းပေါ်များလာသလိုလှပသောတောတောင်ရှုခင်းများဖြင့်စိမ့်လန်းဆိုပြေလာသည့်ထိုမျိုးကလေးမှာတော့ယခုအချိန်တွင်အတော်ပင်6ကက်ကက်နိုင်လိုသွားကြပြီလွန်ခဲ့သော30လောက်ကဇလန်းလေးတစ်ခုကတော့အကြီးမြဟိုဘက်ခြံကလူတွေဘယ်သွားကြတာလဲဒေါ်အုံးလာကအကြီးမြဆိုသောမိန်းမကြီးကိုမေးလိုက်တယ်ထိုအခါအကြီးမြကရောဘက်ကိုလဲပြန်သွားတယ်လို့ပြောတာပဲသူတို့ကယောဂလာကြတာတဲ့ဟင်သူတို့ခြံထဲမှာလေကြက်တွေကောင်း20လောက်ကိုဒီတိုင်းထားခဲ့တာပဲလားကြီးမြဟုတ်ပါအကြီးမြဆိုသောဖွားကြီးကဒေါ်အုံးလာပြောသမျှကိုလက်ခံကြောင်ကောင်းချင်းပြရင်ပြောင်းမှုဘက်ဆေးလေကြီးကိုမိကိုများတစ်ထောင်ထောင်ထအောင်ဖွာရှိုက်နေတော့တယ်သူ့အတွက်တော့ဘာမှမထိုးစမ်းသလိုထိုးခါအလွန်စကားများတော့ဒေါ်အုံးလာကပင်သူတို့ချက်တွေခိုးစားခံရမှာမကြောက်ဘူးလားမသိဘူးနော်ကြီးမြထိုအခါကြီးမြဆိုတော့ဖွားကြီးကလည်းမျက်စိမျက်နှာပြတ်သွားကခိုးစားမယ်ဟုတ်လားခြံနာပဲကတ်နိုင်ကြပါစေအောင်အကြီးမြပြောစကားကိုဒေါ်အုံးလာနားမလဲပေအကြီးမြကတော့နမ်းမတူနေကန်လူကြီးတယောက်ဖြစ်တယ်လို့တချို့တော့အကြောင်းအရာတော်တော်များများကိုတော့ကောင်းစွာသိကျွမ်းနားလည်ထားပေတယ်သို့တော့ဒေါ်အုံးလာမှာတော့ထို့တော့မဟုတ်ပေထို့ကြောင့်လေဘာဖြစ်လို့လဲကြီးမြဟေးသူတို့ချက်ခိုးစားဖို့နေနေတာခြံနာတော်ကြီးတို့ကတ်နိုင်ကြမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ထို့တော့ပြောရင်အကြီးမြမိသိလူလူစစဲဖြစ်နေသောဆေးလိပ်ကြီးကိုဖွာချလိုက်ပြန်တယ်ဒေါ်အုံးလာမှာတော့အကြီးမြပြောလာမိစကားများကိုစိတ်ဝင်စားစွာစောင့်စားနေတဲ့အေးဆက်ပြောပါဦးဒေါ်အုံးလာစိတ်မရှိသဖြင့်လောစော်လိုက်လေတဲ့အေးနင်းသိအောင်လွယ်လွယ်ပြောရရင်အဲ့ဒီဘက်ကတရေမွေးထားတဲ့ချမ်းဟဲ့ရှင်ဒေါ်အုံးလာအာမင်းတန်ထွက်သွားလီတော့တယ်ထိုအခါအကြီးမြကအေးသူတို့ကအောက်လန်းပညာတွေအတော်ကျွမ်းကြတယ်ဒါကြောင့်သူတို့ချက်တွေခိုးစားဖို့မစင်စားနဲ့အုံးလာရေခြံနာကတ်လို့အသက်မထွက်သွားရင်တော့ညီကန်ကောင်းလို့မတ်ဖျားဒါဆိုသူတို့ကအောက်လန်းတွေပေါ့နော်ဒါနဲ့ရီများကသူတို့အကြောင်းတွေကိုဘလို့သိတာလဲခြံနီးနားတွေပဲဟဲ့ညာတိုင်းသူတို့အိမ်မှာလူတွေလိုရိတ်တွေလိုမြင်နေရတာအခုသူတို့မရှိတာတော့ညဘက်ဆိုအဲ့ဒီဘက်ခြံကစကားပြောတဲ့တွေလမ်းလျှောက်တဲ့တွေကြားနေရတော့အေးဖျားကြောက်စရာကောင်းလိုက်တာရီမြရေအေးဒါကြောင့်ပြောတာကြက်ခိုးစားဖို့မပြောနဲ့ခြံသားတော့က
ကပ်ဖို့မစင်းစားနဲ့ညီရောကြလားဟို၍ပြောကပြောင်းမှုဘက်ဆေးလေးကြီးကိုသာအရသာခံ၍ဖွာရှိုင်နေတော့တည်းဟာတကောင်ကြပြီဖို့ဒီပြေးကောက်တာဒီကပုတ်တင်ညိုတကောင်အားလေးခွားဖြစ်ပြရင်ဖိုးဒီဆိုတော့ကောင်လေးကိုထိုးထိုးပြောလိုက်တယ်ရပြီတာဒီအေးကောက်ခဲ့တော့ဤတို့ဖြင့်10နှစ်ကျော်ရွယ်သားရှိတော့ကလေးနှစ်ယောက်လောက်လေးတယောက်တက်လက်ဖြင့်ပုတ်တင်ပြစ်နေကြတယ်၄-၅ကောင်ခန့်ပြစ်ခတ်ပြီးနောက်မှာတော့မရှိတော့ဘူးကွာဘယ်တွေရောက်ကုန်ပြီလဲမသိဘူးပုတ်တင်ညိုတွေကလည်းညိုများတုံးသွားလားမသိပါဘူးကွာအချိန်ကညနေဆောင်နွေရိုင်းသွင်းချိန်တော့ပင်ရောက်လို့နေကြပြီထို့စဉ်တာဒီကတခုခုကိုတတိရသွားရင်ဖြင့်ဟာငါသိပြီကွာဟိုသေး၆တယ်လို့ဆိုတဲ့အိမ်လေးတိလားဖို့တဲ့ဘာလဲဟိုအောင်လန်းအဖွားကြီးနေတဲ့အိမ်လားအေးလေအေးသိရလေဘာဖြစ်လို့လဲအဲ့ဒီချမ်းမှာပုတ်တင်ကောင်းများတွေရှိတယ်တွားပြအောင်လားဟာငါကြောက်တယ်တာဒီကမင်းအချောက်လားတရဲနေနေပါနေနေကွာဒိုးစီလောက်လေးတွေပါတာပဲပြန်ပြစ်မှာပေါ့ကွာတွားမယ်ကွာလာလာဖြစ်ပါမလားတာဒီဟာဟိုဘာဖြစ်စရာမရှိလဲနေတော့မဝင်တော့သေးဘူးဟဲ့လာစမ်းပါအချိန်လေးရှိတော့ဖိုးဒီလေမငင်းတာတော့ဒီမို့တာတီနောက်ကအသားလေးလိုက်တော့ထိုးအောင်လန်းအိမ်တို့ပုတ်တင်ကောင်းများပြည့်ရင်ခီးဆက်လာလိုက်ခဲ့တော့တယ်ထိုးချမ်းရှိလေရောက်ရောချမ်းတဲ့နိုင်အကောင်20ခန့်ရှိသေးကြံများလွတ်လပ်စွာအစာကောက်လိုက်ဟိုပြေးလိုက်တီးသွားလိုက်လှုပ်သေးဒီကိုတာတီတို့ဥစွာမြင်လိုက်ရလီတော့တဲ့ကြက်တွေရှိတယ်ကွာဖြစ်မဖြစ်မလားတာတီကဖိုးဒီအားပြောလေတယ်ဟဲ့ကောင်တေးချင်းလို့လားအဲ့ဒီကြက်တွေထဲမှာအပင်တွေထည့်ထားတယ်လို့ငါမေပြောဘူးလေကွာအေးပါကွာဒါဆိုလေခေါင်းပြားတွေပဲပြစ်ကြတာပေါ့လေးကွာတန်တစ်ဖက်ဖက်နဲ့တို့တာတီလေးကွာလက်စွမ်းကြောင့်ပုတ်တင်ညိုတွေတကောင်ပြီးတကောင်တဖြုတ်ဖြုတ်ကြလာလီတော့တဲ့ထိုချမ်းကြီးတဲ့နိုင်ပုတ်တင်ညိုတွေကလည်းအလွန်တရာကိုပေါ်လာတယ်တာတီလည်းစိတ်ရှိတိုင်းပြစ်လေတော့တယ်ဖိုးဒီဝင်ကောက်တော့ကွာများနေပြီ10ကောင်လောက်ပြစ်ပြီးတော့တာတီကဖိုးဒီကိုခြံထဲဝင်ကောက်ခိုင်းလီတော့တယ်အမောင်ရိတ်ကလည်းအတော်ပင်ကြီးစိုးလိုလာခဲ့လီတော့တယ်အချိန်မှာညနေ6 နာရီခန့်ပင်ရှီသေးတော်လေသူတို့နားမှာပူ၍မှောင်နေသလိုထို့စဉ်တာတီတို့နဲ့မှခွေးတကောင်ကရုတ်တရက်တအီနဲ့ထားအော်ကကစုံပေါက်နေသည်ကိုတွေးလိုက်ကြရတယ်တာတီလည်းထိုခွေးကြောင်နဲ့ငယ်လန်သွားသည်မို့ဒေါသဖြစ်ကအနီးမှာအုတ်ခဲချိုးတစ်ခုကိုကောက်လိုက်ရင်ဟာဒီတော့ကွတမျိုးကိုင်းကွာတာတီလက်စာမိသွားတော့ခွေးမှာတော့တကိန်ကိန်အော်ကဝေးရသို့ပြေးသွားကြည့်ပြီးဖိုးတီမှာတော့ထိုချန်လေးကြီးတဲ့ကြော်ဝင်ကပုတ်သေးသေးငောင်များကိုကောက်နေပြီဖြစ်တဲ့ထိုအခါမှာတာတီလည်းညှောင်းအောင်နေသည်မို့တတိယကဟဲ့ကောင်ဖိုးတီမြင်ကောက်မောင်းနေပြီအေးပါကွာကောက်နေရင်ဖိုးတီထို့တော့အတန်လန့်ပြုတ်လိုက်လေတဲ့ထို့စဉ်ခြံထဲရှိကြံများကရုတ်တရက်ထအော်လီရော့တဲ့တာတီလည်းကြည့်ဟာအမလီကြက်ကောင်းရှိကြီးတွေဟာဖိုးတီပြေးဖိုးတီနားမလည်ဟန်ပြေတာတီကိုကြည့်လိုက်တော့ဟာအမလီကြက်ဖိုးတီနေရာမှာပင်တတိလက်သွားလီရော့တဲ့စောစောကလူလူအောင်မြတာရှိတော့ကြက်များကယခုမှတော့လေပင်ကအဆမတန်ရှိလာကတာတီတို့ရက်ကိုပင်ကြော်လာသည်ကိုမြင်လိုက်ရတော့ကြောင့်ပင်တာတီလည်းလူကြီးများကိုပြောကဖိုးတီပြန်မလာခဲ့ကြောင်းကိုပြောပြီးထိုချန်ဝန်းထဲမှာရှာကတတိလင့်နေသောဖိုးတီကိုတွေးလိုက်ကြရတော့တယ်ထိုပြပြက်နေပတ်တကနောက်ဘယ်တော့မှတာတီနဲ့ဖိုးတီထိုချန်ဘက်သို့ပုတ်ကျင်ညိုဘယ်တော့မှမပြစ်တော့ခြေအိုးပင်မလဲတော့ကြီးဘူးတောက်ကျဆိုင်မလဲဟာအရသမားတာရင်ကြက်တဲ့တကောင်ကိုကန်ကတရင်ထိုင်နဲ့ပါဇက်မှာလေပေါက်တဲ့ကပြောကရှောက်လာနေတယ်ဘာအောက်လန်းရဟုတ်လားကြက်ပင်းပါရဟုတ်လားကောင်းရှိဟာအယူတွေပါကွာမှန်ပြီလေအရသမားတာရင်အောက်လန်းချန်နယ်ကကြက်တကောင်ကိုရိုက်တက်ကယူလာခဲ့ခြင်းဖြစ်လေတဲ့အိမ်ပြန်ရောက်တော့ရောမင်းမဒီကောင်ကိုကြော်ပြစ်လိုက်ကွာစကားပြောနေရင်ပင်တကက်ကတအေးနဲ့လေချင်းတက်ခါဂျိုထိုးနေတော့တဲ့ထိုးကကိုသားတင်မိမကမြင်ရကတော်ဒီချက်ကြီးကိုဘယ်ကရတာလဲကိုသားတင်ဟောဘယ်ကရကွာကြော်ဆိုကြော်လိုက်ရှင်တော့ဟိုအောင်လင်းချင်တွေကယူလာတာမလားမှန်ပြောနော်အေးဘာဖြစ်လဲကွာယူလာတယ်ကြက်ကကြက်ပဲအပေါ်လေးလုံနေကြော်လိုက်ပါဆိုကွာဒီမိမအကြောရှိတယ်ငါနဲ့ရင်တီးလိုက်လို့
ခပ်ပြက်ပြက်ပြောလိုက်လေတော့တယ်မူယူဆိုးသွမ်းသောယောက်ျားဖြစ်သူကိုကြောက်လဲကြောက်ရသည်မို့မတ်မြင့်မှာမငင်းတာတော့ပြီသို့တော်လေဒါဆိုကျုပ်တော့မစားဘူးရှင်တယောက်တည်းစားအဲ့ဒီအပင်ချက်ကိုမင်းတို့ကတက်အယူတီးနေတာကြက်ကချက်ပေါ်ဘာဖြစ်လဲအပင်မကလို့တစေချက်ဖြစ်ဖြစ်အခုသိနေပြီလေဟာဟာဟာကိုသားနဲ့မိမလေးပြောမြသည်ဆို၎င်းချက်ကိုကြော်ပလိုက်ရလျော်တယ်ကြော်တော်ပြီးချိန်မှာတော့အငွေတစ်ထောင်ထောင်ထကမွေးကြိုင်နေပြီးစားခြင်းစပွဲကြက်ကြော်တစ်ခွက်အသွင်ကိုကူးပြောင်းသွားကြပြီဟာမွေးတာကွာမင်းတို့ပြောတဲ့အပင်ကြက်မှုနဲ့တူတယ်ကွာဟာဟာဟာမမြရင်ကြော်ပြီးတော့ကြက်ကြော်ကိုရသမားကိုသားတဲ့ကောင်းကောင်းကြီးအနံ့ခါပေါက်တက်ကြရပြော့၍ဟဲ့ပပရီးလိုက်လိတော့တယ်အော်ကောင်းလိုက်တဲ့ကြက်ကွာရော့မိမစားစားမှာဒီလောက်ကောင်းတာကိုတော်ပါရှင်မဲစားတော့ကျမရှိတာနဲ့ပဲစားမယ်ကောင်းတယ်ငါပဲစားတော့ပိုစားတာဘောဟုပြောရင်ကြက်ကြော်တစ်ခုလုံးကောက်၍ကျွတ်မီအောင်ဝါစားလိုက်တော့တယ်ကိုသားရင်ဘာဖြစ်တာလဲအိတ်နေရင်ရုပ်တရက်ထအန်လိုက်တော့ကိုသားရင်ကြောင့်၎င်းဘေးမှာအိတ်နေတော့ဇနီးတဲ့မမြရင်ပါလန်နိုးလို့လာရော်တယ်ဟာခိကိုသားရင်တယောက်အယိုးဆိုးနေတယ်လို့ဖြစ်ကလက်ညှိုးနဲ့လက်မကိုအာကောင်ထဲသို့ထိုးထည့်လိုက်တော့တယ်လက်ကောင်းတော့လက်ကောင်းလေတွေနဲ့ထောက်နေတော့အရာဆွဲထုတ်လိုက်ချိန်မှာတော့ဟာဟင်အမလေးကြက်မွေးတွေကိုသားရင်အာကောင်ထဲမှာကြက်မွေးချို့ပါလာသည်ကိုရေနံစီမီးအောင်ဖြစ်လင်းများနှစ်ယောက်ကောင်းကောင်းကြီးတွေးလိုက်ရလေတယ်မြရင်နင်ညနေကကြက်သားချို့တာအမွေးပြောင်မနှုတ်တတ်ဘူးထင်တယ်နှုတ်ပါတော့ဟိုဘကန်းတော်လုံးသေးတယ်ဒါဆိုလဲပြီးတာပဲကွာနင်လည်းပြန်အိတ်ချီတော့ထို့သို့ပြောကလင်းများနှစ်ယောက်ပြန်လဲအိတ်ကြလိုက်ရော်တယ်ကိုသားရင်အံ့မြန်ပြီဟင်ကိုသားရင်မမြရင်ကိုသားရင်အံ့ပတ်များကိုကြည့်လိုက်ရာဟင်ကနေဖြစ်သွားလီရော်တယ်အချိန်ကည10 နာရီလောက်ပင်ရှိနေပြီဟင်ကြက်မွေးတွေတော့ကိုသားရင်တယောက်မယမနာတစ်ဆက်ထိုးအံလီရော်တယ်အံလိုက်သမျှကလေရိုးရိုးအစာများမဟုတ်ကြက်မွေးများဖြစ်တယ်လို့တရွေးများဖြစ်လုံးတွေကအထွေးလိုက်ပါဇက်ထဲမှာထွက်လာနေလီတော့တယ်တတိထားကိုသားရင်လေတရဇက်အံကအားပြော့သွားသည်မို့နောက်ဆုံးမှာတော့တတိလီလို့သွားခဲ့လေတော့တယ်ဟဲ့သားရင်နင်ငါချက်တို့ကိုတစားတယ်နင်ကငါတတ်မယ်မိမကြီးတယောက်ကကိုသားရင်ကိုကြောက်မဖွယ်ရအတန်းကြီးဖြစ်ထိုးတို့ပြောလေတဲ့ကိုသားရင်ခိုးရမဲ့တော့ကလေးငယ်လေးပမာမျက်နှာငယ်လေးဖြစ်ထိုးမိမကိုမမိတ်မတုံကြည့်နေမိတယ်ဘေးဘက်ဝန်းကျင်လေမြည်သူမှမရှိပေအရာအလုံးကမှောင်မဲတိတ်ဆိတ်လေရဲ့ဟာမလာနဲ့တော့ကျုပ်ကိုမတတ်ပါနဲ့ကိုသားရင်စောင့်တရမရအော်လိုက်တယ်တို့တော့အချင်းနိတာ၎င်းတန်ကလေချောင်းဝါးနိုင်စိုးတင်နေသည်မို့အိခနဲ့သာထွက်ပေါ်လို့နေလေတာတင်ငါနင်းကိုတတ်မယ်ဟာတတ်မယ်ထိုမိမကြီးတန်ကသွေးဖြစ်ပဲကောင်းလာပြီတဲ့ကိုသားတင်အားတတ်မယ်ဟုပြောက၎င်းနီးတို့တဖြစ်ဖြစ်နီးလာလေရော်လေဟာမလာနဲ့သွားကိုသားတင်အော်ဟိလေတဲ့ထားပြင်းရန်ကြံစီမိတော်လေ၎င်းခြေတော်များကလေဖြတ်နေသူနဲ့လှုပ်ရှား၍များတော့ထိုမိမကြီးတဖြစ်ဖြစ်နီးလာကကိုသားတင်ကောင်းကိုစုပ်ကန်လိုက်တော့တဲ့ကျုပ်ကိုမတတ်ပါနဲ့ဗျာကိကြပါဦးကိုသားရင်သွေးပြက်ချောက်ကြရအော်ဟစ်အကူကြီးတောင်းနေတော့လေမြေသူတူဦးတယောက်မှကိုသားရင်ကိုမကယ်နိုင်တော့ပေထိုမိမကြီးမှာတော့ကိုသားရင်ကောင်းကိုသားလေးကိုင်ကကြက်ကလေးငက်ကလေးတက်လို့လဲလိန်ချိုးပစ်လိုက်တော့တယ်ကိုသားရင်သွေးပြက်ပွဲအတန်ကြီးနဲ့တို့၎င်းတွေလူလောကကိုနှုတ်ဆက်ခဲ့ရတော့ချင်းဖြစ်ခဲ့ရလေရော်တယ်ဇနီးမမြရင်နှပိ၌လဲနေတော့ကိုသားရင်ဇက်ကြိုးကြတော့ခါနေရာတွေပင်အသက်ထက်သွားခဲ့လေရောတယ်အမလီကဲကြပါအောင်ရှင်လာကြပါအောင်ကိုသားရင်တတိထားပါဦးမမြရင်အော်တန်ကြောင့်အိမ်နာချင်းချို့ရောက်လာကြလေတော့တယ်ရောက်လာသူများကလည်းဒေါက်တာများကြိုက်ဆောင်ကတခုခုဖြစ်နေပြီအထင်အပြေးလွှားရောက်လာကြခြင်းဖြစ်လေတယ်ထိုရောက်လာသူများကလည်းဟာအလိုကြက်မွေးတွေပါလားကိုသားရင်မိမမမြရင်ကလှုပ်ကြပါအောင်ရှင်ကျမယောက်ျားခေါ်မရတော့ဘူးဟို၍သာ
အော်ဟစ်ကအကူကြီးတောင်းနေလေတဲ့ထို့အခါအသက်ခက်ကြီးကြီးရွယ်လူတစ်ယောက်ကကိုသားရင်လေပင်နာကိုလက်ကလေးထောက်ကမြရင်နင့်ယောက်ျားတာရီဆုံးပြီထို့သို့ပြောလိုက်လျင်မမြရင်အော်ဟစ်ကငိုယိုလီပါတော့တယ်အမလေးကိုသားနဲ့ကျမပြောရတာနဲ့အဲ့ဒီအောက်လန်းချန်ကကြက်တွေကိုမှမစားပါနဲ့လို့အခုတော့သေပြီမမြရင်ထို့သို့ပြောကငိုယိုလီပြန်နဲ့ထိုအခါမှရောက်လာသူချုပ်ကအလိုအောက်လန်းချန်ကကြက်ကိုစားတယ်မိုက်လိုက်တဲ့ကောင်ကွာဖျားမလုံးတင်တာလုံးမိတာပဲတယောက်တစ်မျိုးစင်မကောင်းဆုတ်သက်ဝေဖန်ပြောဆိုကြလိမ့်တယ်နောက်နေ့မှာတော့ကိုသားရင်ကိုတကြိုးပေးလိုက်ကြတော့တယ်ထိုအောက်လန်းချန်ကြီးတရင်မှာလေအလွန်ကြီးထွားလာခဲ့လျာမြေသူမှပင်မဖျက်လျှောက်ခဲ့ရသည့်အဆင့်သို့ရောက်ခဲ့လျော်တယ်၎င်းချန်ကြီးတွင်မှကြံများမှလေပုံမှန်တိုင်းပင်ရှိနေတော့ပင်ညနေနေဝင်ချိန်နရိုင်းသိန်းချိန်ထိုအောက်လန်းအိမ်ကြီးကိုရုတ်တရက်ကြီးလိုက်မိဆိုပါကမကောင်းဆိုးဝါးတကောင်ငုတ်ထုတ်ထိုင်နေသည်နဲ့ဟုတ်ကဲ့ပါခင်ဗျာယခုတင်ဆက်ပေးတဲ့အောက်လန်းအင်္ဂါကျဲဆိုတဲ့စိတ်ဝင်စားဖွယ်ဇလန်းလေးကတော့ဖြစ်ရမှန်ကိုခြေခံရေးသားထားတော့ဇလန်းလေးဖြစ်ပါတယ်ခင်ဗျာယနေ့ညတင်ဆက်ပေးခဲ့တာတော့ထိတ်လန့်ချောက်ချဖွယ်ရာပရလောကဇလန်းနှစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးကိုစောင့်အောင်နှောင်းပေးကြတဲ့အတွက်တဦးတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်ရက်နောက်မှာလေဘလို့ဇလန်းကောင်းများစွာကိုပြောပြတင်ဆက်ပေးသွားမယ်ဆိုတာကို channel လေးကို subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါဦးခင်ဗျာ